ကိုင်းမယ်ဆိုတာလေယူရရင်းတယ်ပြောပါရင်းတယ်တောင်လေတိုက်မြောက်ရင်းမြောက်လေတိုက်တောင်ရင်းခိုင်မာတဲ့ဆုံးဖြတ်ချက်မရှိဘူးခိုင်မာတဲ့ဆုံးဖြတ်ချက်ရှိလားလောကရန်တရားတွေကြောင့်ရင်းရိုင်းနေတဲ့ပုဂ္ဂိုလ်ဘာမှခိုင်ခံ့မှုမရှိတဲ့ပုဂ္ဂိုလ်ဘာမှခံယူချက်မရှိတဲ့ပုဂ္ဂိုလ်လေယူရရင်းနေတာဆရာတော်ဟိုကလေးကကောင်းတယ်အေးအဲ့တိုင်းလုံးဟိုကလည်းဆရာတော်ဒါကောင်းတယ်ပြောလေယူရရင်းနေတယ်ကွာဟုတ်တယ်မို့လားကိုယ်ပိုင်ခိုင်မာတဲ့ဆုံးဖြတ်ချက်ရှိလားလောကရန်လေမုန်တိုင်းတွေကြောင့်ရင်းရိုင်းနေတယ်ဘယ်နဲ့သွားအောက်ကိုမှာပဲဘယ်နဲ့သွားအောက်ကမှာဘာလို့မှအာကိုလောက်တဲ့နေတာမရှိဘူးတုံတိုက်ကြားကြိုက်ပြောချင်တဲ့သူပြောဒါကတော့ငါကတော့လောက်ရမှာပဲကွာဥဆောင်ရမယ်တပည့်တွေပြောဟေးငါတပည့်တွေမင်းလောကရန်တရားတွေခံရမှာပဲတို့ဆက်လုပ်ကြမယ်အဲတပည့်တွေမကြောက်နဲ့ဒါပဲဒီမှာလို့ကောင်းတယ်လေလေးတိုက်လဲဆက်လုပ်ဟေ့မကောင်းမှုပြောလဲဆက်လုပ်ဟေ့ဒီသင်္นานညမကောင်းမှုပြောလဲဆက်လုပ်ရမှာပဲသူများတွေရဲ့ချီးမွမ်းခြင်းကဲ့ရဲ့ခြင်းဆိုတဲ့ဗဇက်ပြားမှာတို့လမ်းဆုံးလို့မရဘူးဒီလိုဖြစ်မှာဒါမှမဟုတ်ရှင်ပြတို့ရဲ့ဘဝကိုကိုယ်ပိုင်တည်ဆောက်ရသူများရဲ့ဗဇက်ပြားမှာလမ်းမဆုံးကြစေနဲ့ဒီနေ့လူအများစုကတော့သူများဗဇက်ပြားမှာလမ်းဆုံးတယ်ချီးမွမ်းတယ်လုံးမယ်အသိကောင်းတာပဲဥဇမနာကြီးရှင်ပြလို့ဒါသိကောင်းတာပဲဆိုမြောက်ကြတဲ့ဟုတ်တယ်ဥဇမနာကြီးရှင်ပြလေးဘာလျှောက်လို့နေတယ်မသိဘူးဟင်လက်ကရင်ကျေးလေးမှာလျှောက်လို့နေလက်ကကိုတော့အပေါ်တွေပါဘာညာတရကလျှောက်ပြောရင်သူများတွေကဲရဲ့တော်ယူပါမလုပ်တော့ဘူးကိုယ်ပိုင်ဆုံးဖြတ်ချက်မရှိဘူးသူများပါဇက်ဖျားမှာလမ်းဆုံးနေတယ်အဲရှင်ပြတို့သူများပါဇက်ဖျားမှာဘာတော့လမ်းမဆုံးနဲ့အခုဒီဥစ္စာကြီးကသူများချီးမွမ်းလို့လုပ်တာမဟုတ်ဘူးသူများကဲရဲ့လို့လုပ်တာမဟုတ်တပည့်တော်တွေရဲ့အသိဉာဏ်နဲ့တပည့်တော်တို့ဒီသင်္นานချင်းဖွင့်ရခြင်းက၄ချက်တပည့်တော်ပြောပြီ